လူဆိုးတယောက်ကဓာတ်ကင်ပြီးအဖိုးကိုဖိုးတက်ဖို့ပြေးဝင်လာပါတယ်သူကသူ့အစီအစဉ်အောင်မြင်တော့မယ်လို့ထင်နေချိန်မှာပဲလက်ထဲကဓာတ်အစ်စ်ဟာကလေးကစားစရာဓာတ်လေးတစ်ချောင်းဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အဖိုးကတော့ထိခိုက်ဒဏ်ရာတစ်ချက်မှမရပဲလုံခြုံစွာရပ်နေစေပါလူဆိုးကအံ့အားသင့်ပြီးသူ့ရဲ့ဓာတ်အစ်စ်ဘယ်ရောက်သွားမှန်းလုံးဝနားမလည်နိုင်တော့ပါဘူးဒါပေမဲ့သူမသိခဲ့တာကဓာတ်နဲ့တိုက်ခိုက်တော့မဲ့အခိုက်အတန့်မှာလူငယ်လေးတယောက်ကလက်ချောင်းဖြောက်တီးလိုက်ပြီးအချိန်ကိုရက်တန့်ပစ်လိုက်တာဖြစ်ပါတယ်အချိန်ရက်နေတဲ့အတွင်းသူကလူဆိုးရဲ့ဓာတ်အစ်စ်ကိုကစားစရာဓာတ်နဲ့လဲလှယ်လိုက်ပြီးဘယ်သူမှမသိလိုက်ခင်မှာပဲအရာအလုံးကိုအရင်တိုင်းပြန်ဖြစ်သွားစေခဲ့ပါတယ်ဒါဆိုဒီလူငယ်လေးကအချိန်ကိုတောင်ထိချုံနိုင်တဲ့အံ့ဖွယ်စွာကိုဘယ်လိုရရှိခဲ့တာလဲဒီဇလန်ကတော့ရက်နေနေအကြကစတင်ခဲ့တာပါတနေ့မှာအစားတောက်ဖို့နေတဲ့လူငယ်လေးကလမ်းဘေးမှာလဲကျနေတဲ့အဖိုးတယောက်ကိုလူအုပ်ကြီးဝိုင်းကြည့်နေတာကိုတွေ့လိုက်ပါတယ်ဒါပေမဲ့ဘယ်သူမှကူညီဖို့မရဲကြပါဘူးအကြောင်းကတော့ကူညီမိလို့မတရားဆွဆွဲခံရပြီးရောကြေးပေးရမှာကိုကြောက်နေကြလို့ပါလူငယ်လေးလည်းကူညီတဲ့မကူညီတဲ့စဉ်းစားနေခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့စိတ်ကောင်းကအနိုင်ရသွားခဲ့ပါတယ်သူကလူအုပ်ကြားကိုတိုးဝင်ပြီးဖုန်းထုတ်ကဖြစ်စဉ်တစ်ခုလုံးကိုဗီဒီယိုရိုက်ထားလိုက်ပါတယ်ပြီးတော့အဖိုးကိုအမြန်ကူညီပေးခဲ့ပါတယ်ရုတ်တရက်အဖိုးကမျက်လုံးဖွင့်လာပြီးငါကမသိနိုင်တဲ့လူပဲမင်းတို့ရဲ့စိတ်ထားကိုစမ်းသပ်ဖို့ဟန်ဆောင်ခဲ့တာလို့ပြောလိုက်ပါတယ်ဒီစကားကြတော့လူငယ်လေးကအံ့ဩသွားပြီးဒီအဖိုးတော့စိတ်မှန်တာများလားလို့တောင်တွေးမိခဲ့ပါတယ်ဒါကြောင့်ဘာမှဆက်မပြောတော့ပဲအစားတောက်ဆက်ဖို့ကိုလှည့်ထွက်သွားမယ့်အချိန်အဖိုးကသူ့နှုတ်ကိုလက်တစ်ဖက်နဲ့ထိလိုက်ပါတယ်ရုပ်ကြီးပဲလူငယ်လေးဟာထူးဆန်းတဲ့အချိန်ဥမင်ထိုင်ကောင်းလေးကိုရောက်သွားတယ်လို့ခံစားလိုက်ရပါတယ်တတိတန်ရလာတဲ့အချိန်မှာတော့အဖိုးဟာပျောက်ကွယ်သွားပြီဖြစ်ပြီးနားမလည်နိုင်တဲ့စာကြောင်းချို့သာကျန်ရစ်ခဲ့ပါတယ်ရက်နေငယ်အကြမှာတော့စက်ရုံတရုံကိုအစားတောက်ဖို့ရင်စက်ရုံတစ်ခုလုံးမီးလောင်နေတာကိုတွေ့လိုက်ပါတယ်အဲဒီစက်ရုံကနာမည်ကြီးမျိုးသမီးကြီးတယောက်ပိုင်တာဖြစ်ပြီးသူမရဲ့သမီးလေးကတော့မီးထဲမှာပိတ်မိနေပါတယ်စီရောကကယ်နိုင်တဲ့သူကိုစုငွေအမြောက်များပေးမယ်လို့ကြေညာပေမဲ့အသက်ဆုံးပြီးဝင်ကယ်မဲ့သူတယောက်မှမရှိခဲ့ပါဘူးလူငယ်လေးကတော့နာမကယ်ရင်ဒီကလေးအသက်ရှင်နိုင်တော့မှာမဟုတ်ဘူးလို့တွေးလိုက်ပြီးမဆိုင်မတော်မီးလေးကိုပြေးဝင်သွားခဲ့ပါတယ်ဒါပေမဲ့အဆောက်အုံထဲဝင်တော့မယ့်အချိန်မှာပဲမီးလောင်နေတဲ့သတင်းပေါက်တစ်ခုသူ့အပေါ်ကိုပြုတ်ကျလာပါတယ်သူကလက်ချောင်းတစ်ချက်ထောက်တီးလိုက်တာနဲ့သတင်းပေါက်ကြီးဟာလေထဲမှာပဲငြိမ်သက်သွားခဲ့ပါတယ်အချိန်ရက်တက်နေတဲ့အခိုက်အတန့်ကိုအခွင့်ကောင်းယူပြီးလူငယ်လေးကကလေးမလေးကိုအမြန်ပွေ့ချီကအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်ကလေးမလေးဘေးကင်းပြီဆိုတာသိကြတဲ့အချိန်မှာတော့သူကလက်ချောင်းကိုထပ်ပြီးထောက်တီးလိုက်ရာအချိန်ဟာပုံမှန်တိုင်းပြန်လည်စီးဆင်းသွားခဲ့ပါတယ်အဲဒီနောက်သူဟာဆေးရုံကိုသွားပြီးသူ့ညီမကိုသွားတွေ့ပါတယ်ဒါပေမဲ့အခန်းထဲဝင်လိုက်တဲ့အခါကတင်ပေါ်မှာဘယ်သူမှမရှိတော့ပါဘူးစိုးရိမ်သွားတဲ့လူငယ်လေးကသူ့နာပြုကိုမေးလိုက်ရာသူ့ညီမကိုသူ့ရဲ့ခွင့်ပြုချက်မရှိဘဲခွဲစိတ်ခန်းထဲခေါ်သွားပြီဆိုတာသိလိုက်ရပါတယ်တကယ်တော့သူ့အတော်နဲ့ဝမ်းခွဲအကူကသူ့ညီမကိုကြောက်ကက်လူကိုအတင်းကျပ်ဖိအားပေးခဲ့တာပါသူတို့ကချမ်းသာတဲ့လူတယောက်ရဲ့အသက်ကိုကယ်ပေးပြီးစုငွေဒေါ်လာတန်ရယူဖို့သူ့ညီမရဲ့ကြောက်ကက်ကိုရောင်းချခြင်းနေကြတာဖြစ်ပါတယ်လူငယ်လေးရောက်လာတဲ့အခါဝမ်းခွဲအကူကအေးဆေးဆေးပြောလိုက်ပါတယ်မင်းညီမကိုယ်တိုင်သဘောတူခဲ့တာပါမင်းရဲ့ဆေးရုံကုန်ကြစည်တွေမဖြစ်စေချင်လို့လေမင်းနာငွေပိုရှာနိုင်ရင်ဒီလိုအခြေအနေဖြစ်လာမှာမဟုတ်ဘူးဒီစကားကြတော့လူငယ်လေးကဒေါသတကြီးပြန်ဖြေလိုက်ပါတယ်ငါညီမရဲ့အသက်ကလည်းအဲ့ဒီချမ်းသာတဲ့လူရဲ့အသက်လိုပဲတန်ဖိုးရှိတယ်ဒါပေမဲ့ဝမ်းခွဲအကူကလောင်ပြောင်ပြောင်းရင်မင်းဘာတွေစိတ်ကူးရင်နေတာလဲမင်းညီမကအင်အားကြီးမိသားစုဝင်တယောက်နဲ့ဘယ်လိုလုပ်နိုင်ရှင်လို့ရမှာလဲမင်းကတော့ငါတို့ရဲ့တနာမှုနဲ့အသက်ရှင်နေရတဲ့အသုံးမကျတဲ့ကောင်ပဲသူ့စကားဆုံးသွားချိန်မှာတော့လူငယ်လေးရဲ့ညုံငုံလေးကဒေါသကတပြေးပြေးတောက်လောင်